ပြီးအဲ့ဆိုရင်ဆန်းစစ်တော့ဒီဘိုင်းမှာလည်းခါတိုင်းလိုပဲ pocket ကျက်မယ်ပြီးသွားလို့ရှိရင် pattern လေးနဲ့အစားသွင်းပြီးတော့တင်သွားမှာနော်အဲ့ဆိုလို့ရှိရင်ကဲစမယ်မိနာစာဟာဂျီမဲမရှော့ဟိုက်ဟာဂျီမဲမရှော့စကြရအောင်ညီသုံးစာအရင်ကူးမယ်နော်ခါတိုင်းပုံစံမယ်ပြီးအဲ့ဆိုရင်မိနာစာလည်းရင်းနေတော့ဆန်းစစ်ရလဲတန်ထွက်ကလေးတွေပြောနေမှာနော်ဟုတ်ပြီစာလိုက်ကိုစာကြည့်တိုက်ကိုကြတော့တိုရှော့ကဘောင်ကြတော့ကင်းခိုဘူဒါအက်ကီစာလိုက်ယူဘင်းချက်ကောင်တိုင်းဒေပါတိုဒီပညာပြတိုက်ကဘီချစ်ကစူပါမားကတ်ကစူပါဆိုတဲ့ဟာကိုပဲဂျပန်စလုံးနဲ့ပြန်ပေါင်းထားတယ်အင်္ဂလိပ်စလုံးကိုသူပြန်ယူထားတယ်ပေါ့နော်စူပါနောက်ဆက်လိုက်ကိုကြတော့တာဘကိုဖုန်းကိုကြတော့ဒန်ဝဖနက်ကိုခစချင်းညဖနက်ကိုဆိုလို့ရနော်နောက်ပြီးတော့ဝိုင်ကိုကြတော့ဝိုင်နက်တာကိုကြတော့နက်ကူတိုင်းလို့ပြောမှာနော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်စန်စီတော့မိနာစာနဲ့ပြီးပြီထင်တယ်မေးကြည့်မယ်မိနာစာဝါရီမတ်တာကဝါရီမတ်တာအဲ့ဆိုရင်တူတူဆိုကြည့်ရအောင်စာကြည့်လိုက်ကဘယ်လိုခေါ်မလဲဆိုရင်တိုရှော့ကဆိုကြည့်ပါတိုရှော့ကဘာကင်းကိုဘူတာယောအက်ကီစာလိုက်ကယူဘင်းချက်ကုကုန်တိုက်ကဒေပါတိုဒီကုန်တိုက်ကို department အောင်သွားပဲယူလိုက်တာအင်္ဂလိပ်စလုံးယူထားတယ်ဒေပါတိုဟုတ်ပြီအနုပညာပြလိုက်ကဘီဂျစ်ကဟုတ်ပြီစူပါမားကတ်ကကြတော့စူပါအင်္ဂလိပ်စလုံးပဲယူထားတာနော်ဆက်လိုက်ကတာဘကိုဖုန်းကဒန်ဝဖနက်ကခစနောက်ဝိုင်ကကြတော့အင်္ဂလိပ်စလုံးပဲယူထားတယ်ဝိုင်နက်တာကလည်းအင်္ဂလိပ်စလုံးပဲယူထားတယ်နက်ကူတိုင်းခုလေးကိုတတိထားမှာနော်နက်ကူတိုင်းဆိုပြီးဆိုထားတယ်ဟုတ်ပြီအဲ့ဆိုရင်ပုံလေးနဲ့တူတူတွဲကြည့်အောင်ဟုတ်ပြီနောက်စာကြည့်လိုက်ပုံလေးအခုပထမဆုံးစာတွေ့တယ်ဘယ်လိုပြောမလဲတိုရှော့ကန်နောက်ဒီပုံလေးကကင်းခိုဟုတ်တယ်ဗန်ပုံလေးတွေ့တော့ကင်းခိုဒီပုံလေးကအခီဟုတ်တယ်ဘူဒါယုံပုံလေးတွေ့တော့အခီကင်းခိုဟုတ်တယ်ဗန်နော်တိုရှော့ကန်ဟုတ်တယ်စာအုပ်တော့ဖတ်တဲ့နေရာဆိုတော့တိုရှော့ကန်ကင်းခိုငွေတော့အမှန်နေရာဆိုတော့ကင်းခိုနောက်အခီရထားကြီးဆိုင်နေရဆိုတော့အခီဘူဒါယုံခေါ်နော်ဟုတ်ပြီပြန်ပြောကြည့်အောင်တိုရှော့ကန်ကင်းခိုအခီဒီမှာလည်းပြန်ကြည့်အောင်အခီကင်းခိုတိုရှော့ကန်ဟုတ်ပြီပြန်ပြောကြည့်မယ်တိုရှော့ကန်ကင်းခိုအခီဟုတ်ပြီနောက်စလုံးလေးတွားကြည့်မယ်နော်ဒါလေးကကြတော့သူကစာလိုက်ပုံစံလေးစာလိုက်ဆိုတော့ဂျပန်စလုံးလေးကယူဘင်းချက်ကုပုံလေးမှလည်းကြည့်တော့ယူဘင်းချက်ကုနော်နောက်ဒီပုံလေးကကြတော့ဘာလို့ထင်လဲဟုတ်တယ်ကုံတိုက်နော်ပစ္စည်းလေးတွေအစုံပဲဝယ်လို့ရတဲ့ကုံတိုက်ကလေးဆိုတော့ဒေပါတိုလို့ပြောမှာနော်ဒေပါတိုနောက်ဒီပုံလေးကကြတော့ဘာလို့ထင်လဲဘီဂျစ်ကန်လို့ထင်တယ်နော်ဟုတ်တယ်ဘီဂျစ်ကအနုပညာပြလိုက်ပကြီးကားတွေသူပြထားတယ်ဆိုတော့ဒီပုံလေးကိုကြည့်မယ်ဆိုရင်ဘီဂျစ်ကန်လို့ခဏယူချက်ထားမှာနော်ပကြီးကားလို့မချက်ပဲနဲ့အနုပညာပြလိုက်လို့ချက်ထားမယ်နော်ဘီဂျစ်ကဆိုကြည့်မလားဘီဂျစ်ကဟိုက်ခေါ်တယ်ကစူပါဟုတ်တယ်စူပါဒီပုံလေးကပါလဲစူပါနောက်ခေါ်တယ်ကဘီဂျစ်ကခေါ်တယ်ကဒေပါတိုခေါ်တယ်ကはい、郵便局。これは駅。これは銀行。これは図書館。ဟုတ်ပြီပြန်ပြောကြည့်မယ်
စာအုပ်ပုံလေးတွေတော့တော်ရှော့ခါစာတော့ဖတ်မယ်စာကြည့်တိုက်ဒီပုံလေးက pages ကအနုပညာပြတိုက်နော်အနုပညာပြတိုက်ကိုဆိုလိုတယ်နောက်ဒီပုံလေးကတော့ supermarket ကိုဆိုလိုတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုသွားရအောင်နောက်ပုံလေးကတင်းတင်းလေးတော့သေးတယ်အရင်ဆုံးဖိုက်ပုံမှာအရင်ဆိုကြည့်မလား tabaco 電話クスワインネクタイပုံလေးနဲ့ပြန်ကြည့်မယ်ဒီပုံလေးက tabaco はいこれは tabaco နောက်ဒီဟာလေးနဲ့ဆက်ဆက်ပြီးပြောကြည့်ရပါစလေးတောက်တလားဆိုရင် tabaco 吸いますかလို့မေးလို့ရတယ် tabaco 吸いますかはいစလေးတောက်တလားဆိုတော့တုံးလုံးလေးမေးလို့ရတယ်ကဲပြီးတစ်ဖက်လူကမေးချင်တယ်ပေါ့နော်စလေးတောက်မလားဆိုလို့ရှိရင် tabaco 吸いますかမေးလို့ရတယ်はいအဲ့ဆိုရင်ဒီပုံလေးက tabaco ဝိုင်းပလင်းလေးကဝိုင်းဒီတိုင်းပဲဝိုင်းဆိုရုံပဲနောက်ဒီပုံလေးက necktie လေးတိတ်တော့မတူဘူး necktie ပုံလေးနော်ဘယ်လိုပြောမလဲ necktie ဒီပုံလေးကဖုန်းပုံစံလေးပါတန်ဝနောက်ဒီပုံလေးကဖနက်ဟုတ်တယ်ဖနက်ကိုကုစလို့ခေါ်တာနော်ချိန်ညက်ဖနက်ကိုနောက်တစ်မျိုးဆိုပြီးပြောတာရှိသေးတယ်ဒါပေမဲ့လောလောဆယ်ဖနက်အကုန်လုံးစမ်းစစ်ကုစလို့ခဏကြက်ထားလိုက်မယ်နော်ဟုတ်ပြီဒါလေးက tabaco ဝိုင်း necktie တန်ဝကုစတန်ဝကုစ necktie ဝိုင်း tabaco ကုစဟုတ်ပြီ皆さんအရန်တော်တာပဲဆိုလို့ရှိရင်လူကြီးမင်းတို့အရန်တူတာတော်တာပဲဆိုလို့ရှိရင်皆さん上手ですねဆိုပြီးတော့ကြည့်ကြည့်မယ်ဥမာတစ်ဖက်လူကလည်းကိုနဲ့တွေ့တဲ့အချိန်မှာပြောနိုင်တယ်ဥမာဂျပန်လူမျိုးတွေနဲ့ကိုကတွေ့ပြီးစကားပြောတဲ့ခါကြလို့ရှိရင်သူတို့ကနေပြီးတော့上手ですねလို့ပြောလိုက်မယ်တော်လိုက်တာလို့အဲ့လိုပြောလို့ရှိရင်ဘာပြန်ဖြေရမလဲဆိုတော့ဟုတ်ကဲ့ height မဟုတ်ပါဘူးအင်းအများကြီးလိုပါသေးတယ်လို့ပြန်ဖြေရမှာနော်いいえまだですအများကြီးလိုပါသေးတယ်ဆိုပြီးဖြေရမှာနော်အများကြီးလိုပါသေးတယ်တော်လိုက်တာဆိုပြီးချီကျူးလိုက်မယ်ဂျပန်နဲ့တွေ့လာလို့ကိုကနည်းနည်းပါသူတို့စကားလေးတွေတုံးနိုင်တယ်ဆိုလို့ရှိရင်သူတို့ကဂျပန်စာတော်လိုက်တာ上手ですねဆိုလို့ရှိရင် height မဟုတ်ဘူးနော်いいえまだですအများကြီးလိုပါသေးတယ်ဒါကသူတို့ရဲ့ယဉ်ကျေးမှုပဲသူတို့ကတော်လိုက်တာဆိုလို့ရှိရင်ကိုကတော့ကိုကိုချီးကျူးပဲတော်လိုက်တာဆိုကိုကရှင်းနေတတ်တယ်လေဥမာချောလိုက်တာဆိုလဲကိုကရှင်းနေတတ်တယ်မြန်မာလူမျိုးတွေကသူတို့ကြအဲ့လိုမဟုတ်ပဲနဲ့တော်လိုက်တာလို့ချောလိုက်တာလို့ဆိုလို့ရှိရင်တုံ့ပြန်မှုလေးပြန်ပေးရတယ်တော်လိုက်တာဆိုပြီးသူတို့ကချီးကျူးမယ်ဆိုလို့ရှိရင်ကိုကいいえまだですいいえまだですဆိုကြည့်အောင်いいえまだですအဲ့လိုလေးပြန်ညင်းလိုက်မယ်ဆိုလို့ရှိရင်ချီးကျူးရတဲ့လူကလည်းဝမ်းသာသွားမယ်ပူပြီးတော့လေဟောပြန်ပြီးညင်းတတ်တယ်ဟဲ့ငါတို့လေးထားလေးကိုသိတာပဲဆိုပြီးဖြစ်သွားမယ်ဒီလိုလေးပြန်ညင်းပေးတင်တယ်နော်ဟုတ်ပြီမီနာစာကလည်းစမ်းစိတ်နဲ့အတူတူအခုဒီမှာခိုတိုးပါပေါ့နော်ခိုတိုးပါဆိုဘောကက်တွေချက်တာခိုတိုးပါရသွားပြီဆိုတော့စမ်းစိတ်ကလည်းမီနာစာကိုချီကျူးကြည့်တယ်မီနာစာက上手ですねいいえまだですဟုတ်တယ်အဲ့လိုလေးပြန်ပြရမှာနော်いいえまだですကျောင်းသားရရောင်ပြီးတော့上手ですねဆိုဟိုင်းတယ်ဖြစ်ဟုတ်ကဲ့ပါတော်ပါတယ်ဖြစ်နေနော်မဟုတ်ဘူးနော်ဟေးအများကြီးလိုပါသေးတယ်ရှင်ခမများဆိုပြီးတော့ပြန်ပြီးငင်းပေးရမှာနော်ဂျပန်နေချီကျူးရင်လည်းဒီလိုပဲဟုတ်ပြီဆိုရင်ပြန်ကြည့်ရအောင်tabaco 電話ワインクスネクタイtabaco 電話ワインクスネクタイはいそうですこれは図書館これは図書館これဆိုတာဒီဟာတဲ့これはဆိုတာဒီဟာကလို့ပြောတာこれは図書館はいそうですはいဟုတ်တယ်そうですအဲ့လိုမှန်ပါတယ်ဖြစ်ပါတယ်လို့ပြောတာเนาะこれは銀行はいそうですこれは駅はいそうですこれははい郵便局စာလုံးရရှိပဲပြန်ပြောကြည့်အောင်ဒီမှာကြည့်မယ်郵便局はいစာလိုက်က郵便局နောက်တစ်ခုရှိတာတစ်ခုရှိသေးတယ်ဒီမှာအနုပညာပြလိုက်က美術館ဟုတ်ပြီအဲ့ဒါဒီနှစ်ခုကတော့နည်းနည်းလေးခတ်မယ်ကျန်တဲ့စာလုံးလေးတွေကပြောလို့လည်းကောင်းတယ်လွယ်စလုံးနဲ့တူတယ်နော်ဟုတ်ပြီဒီပုံလေးက
郵便局はい郵便局ねこれはデパートはいそうですはい美術館ねこれははいスーパーこれは電話タバコワインクスネクタイအဲ့ဆိုလို့ရှိရင်ပြီးခဲ့တဲ့အပိုင်းတော့ပြောခဲ့တယ်ကွက်လက်ကဘာမှလဲဆိုတဲ့အသုံးလုံးလေးနဲ့ပြန်တွဲမယ်ပြန်လဲ white board မှာတစ်ခေါက်ရေးလိုက်မယ်နော်ဟုတ်ပြီဒီခေါက်မှာလဲသင်ကျင်တာလေးကမေးခွန်းလေးပဲကွက်လက်ကဘာမှလဲဆိုတဲ့အသုံးလုံးလေးကိုပဲသင်ကျင်တာဘယ်လိုပြောမလဲဘာမှလဲဆိုတဲ့အသုံးလုံးကပါတယ်လဲどこですかဘာမှလဲဆိုတဲ့အသုံးလုံးကပါလဲどこですかဟုတ်ပြီအရင်ဘက်တော့ကတော့どこですかပဲပြောသွားတယ်ဒီဘက်မှာကျတော့စံသေးတို့ကどこですかဆိုတဲ့ဟာနဲ့ရည်ကြီးတဲ့သုံးလုံးပြောတာရှိသေးတယ်အဲ့ဒါလေးအပိုတစ်ခုပေါ့နော်ထပ်မှတ်ကြည့်အောင်どこですかနဲ့တူတဲ့သုံးလုံးကどちらですかどちらですかသုံးလို့ရနော်どちらですかဒါတော့ရည်ကြီးတဲ့သုံးလုံးမှာဗမာလဲဆိုတဲ့ဟာကိုどこですかပြောလဲရတယ်どちらですかပြောလဲရနှစ်မျိုးပြောလို့ရတယ်どちらですかတော့ပို့ပြီးရည်ကြီးတဲ့သုံးလုံးလို့ပြောရမှာနော်အဲ့ဆိုလို့ရှိရင်မေကုန်းပုံစံလေးလောလောဆယ်လေ့ကျင့်တာကတော့どこですかနဲ့ပဲလေ့ကျင့်သွားမယ်အပိုစမ်းစိတ်ဒီနေ့ကိုပြောလိုက်တာကတော့どちらですかလို့လည်းပြောလို့ရတယ်ဆိုတဲ့ဟာလေးအသိမှတ်လိုက်တာနော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီပုံစံလေးတွေဒီမှာစားသွင်းကြည့်ရစလုံးလေးတွေစားသွင်းကြည့်မယ်ညီဆုံး white board မှာပြောကြည့်မယ်နော်စာကြည့်တိုက်ပါမှာလဲはい図書館はどこですかはいပြန်ပြောကြည့်အောင်စာကြည့်တိုက်ပါမှာလဲ図書館はどこですかနောက်ပန်းပါမှာလဲ銀行はどこですか銀行はどこですかはいそうですဘူတာယုံပါမှာလဲ駅はどこですか駅はどこですか上手ですねいいえまだまだですတော်လိုက်တာနော်ဆိုလို့ရှိရင်いいえまだまだですはいနောက်တစ်ခုစာလိုက်ပါမှာလဲ郵便局はどこですかはい郵便局はどこですかကုန်တိုက်ပါမှာလဲデパートはどこですかはいデパートはどこですかနောက်အနုပညာပြတိုက်ပါမှာလဲ美術館はどこですかはい美術館はどこですかနောက်スーパーပါမှာလဲスーパーマーケットပါမှာလဲスーパーはどこですかスーパーはどこですかနောက်ဆက်လိုက်ဒီဟာကြတော့စမ်းစီတို့ကကောင်တာဆိုတဲ့ဟာလေးနဲ့အစားသွင်းမယ်နော်ဆက်လိုက်ဖုန်းဖနက်ဝိုင်းနက်တိုင်ဒီဟာကြတော့ဗမာလဲဒီတိုင်းလေးမေးရင်လည်းရတယ်ဥပမာကိုကတကယ်ပစ္စည်းဝယ်ကန်ဒီမှာမေးမယ်ကြတော့တာဘာကိုကတော့ကိုですかဆက်လိုက်ဗမာလဲလို့မေးတာတဲ့ဆက်လိုက်အယောင်းကောင်တာဗမာလဲလို့မေးရမယ်လေဒါမဲ့ဥမာအိမ်မှာကိုကဆက်လိုက်တောက်လို့ရှာနေတန်းလန်းနဲ့ဆက်လိုက်ဗမာလဲဆိုလို့ရှင်တော့တခါတည်းဓာတ်ရိုက်သုံးလို့ရတယ်တာဘာကိုဝါどこですかတခါလေးပြောလို့ရအောင်เนาะဒါပေမဲ့ပျက်စီးဝယ်မယ်ဆိုလို့ရှိရင်เนาะဆက်လိုက်ဗမာလဲလို့မေးမကောင်းလေအဲ့တော့ဆက်လိုက်အယောင်းကောင်တာဗမာလဲဆိုတဲ့ဟာမေးမနော်ဒီဟာတွေရဲ့အယောင်းကောင်တာဥဒိဘလို့ပြောတယ်ဥဒိဘဆိုကြည့်ပါဥဒိဘဆက်လိုက်အယောင်းကောင်တာတာဘာကိုဥဒိဘဖုန်းကောင်တာဆိုလို့ရှိရင်လည်းဖုန်းရောင်းကောင်တာဆိုလည်းတန်ဝဥဒိဘဒီတန်ဝနဲ့ပတ်သက်ပြီးတော့လေလက်ကင်ဖုန်းကိုဘယ်လိုခေါ်လဲဆိုတဲ့ဟာလေးတခုပို့တင်လိုက်မယ်နော်လက်ကင်ဖုန်းကိုခဲတိုင်းတန်ဝလို့ခေါ်ပါတယ်ခဲတိုင်းတန်ဝလက်ကင်ဖုန်းဘယ်လိုခေါ်လဲခဲတိုင်းတန်ဝနော်ခဲတိုင်းတန်ဝဟဲ့အဲ့ဆိုရင်ဒီတစ်ခါဖုန်းအယောင်းကောင်တာဆိုရင်တန်ဝဥဒိဘလက်ကင်ဖုန်းအယောင်းကောင်တာဆိုအယောင်းကောင်တာဆိုရင်ခဲတိုင်းဥဒိဘခဲတိုင်းတန်ဝဥဒိဘပြောမယ်နောက်ဖနက်အယောင်းကောင်တာခုစုဥဒိဘဝါရောင်းကောင်တာဝိုင်းဥဒိဘနက်တိုင်ရောင်းကောင်တာနက်ခတိုင်ဥဒိဘဆိုပြီးတော့သုံးလို့ရတာနော်ဗမာလဲอ่ะどこですかဟုတ်ပြီအဲ့ဆိုရင်ဒီအုပ်စုကြီးကိုဗမာလဲဆိုတဲ့ဟာနဲ့အစားသွင်းပြီးပြောကြည့်မယ်ဆက်လက်ရောင်းကောင်တာဗမာလဲタバコ売り場はどこですかはいそうですタバコ売り場はどこですかဝေးတော့ဖြစ်နေတယ်タバコ売り場はどこですかနောက်ဖုန်းအယောင်းကောင်တာပြင်မလဲ電話売り場はどこですかဖနက်အယောင်းကောင်တာပြင်မလဲ
クス売り場はどこですかワインအယောင်ကောင်တာဘယ်မှာလဲワイン売り場はどこですかနောက်ネクタイဝယ်ခြင်းနဲ့ネクタイ売り場はどこですかအဲ့ဒါ皆さんရောတော့ရောနေပြီလားမသိဘူးရနေပြီလားရောနေပြီလားရနေပြီเนาะအဲ့ဒါဆိုလို့ရှိရင်ပြန်ပြီးတော့အစားသွင်းကြည့်မယ်အစားသွင်းခင်မှာခိုတိုးပါလေးတွေကြည့်ပဲအရင်ပြန်ဆိုကြည့်မယ်ခိုတိုးပါဆိုတာဘောကတ်ကိုပြောတာเนาะခိုတိုးပါပြန်ပြောကြည့်အောင်တိုရှော့ကန်တိုရှော့ကန်ကင်းခို駅郵便局デパート美術館スーパータバコ電話クスワインネクタイဒီတစ်ခါပုံကတ်လေးတွေနဲ့ပြောကြည့်မယ်ပုံကတ်လေးတွေပဲအရင်ဆုံးခိုတိုးပါပဲရင်ပြောအောင်မယ်ဗမာလဲဆိုတဲ့ pattern နဲ့မပြောသေးဘူးเนาะပြန်နှွေးတာเนาะဟုတ်ပြီタバコはいこれはタバコこれは電話これはクスこれはワインこれはネクタイこれはスーパー終わりましたပြီးသွားပြီဆိုတော့နောက်တစ်ခါစံသေးတို့ကဗမာလဲဆိုတဲ့သုံးလုံးလေးနဲ့အစားသွင်းပြီးပြောကြည့်မယ်ဒီတစ်ခါအယောင်ကောင်တာနဲ့တွဲမယ်နော်ဒီပစ္စည်းလေးတွေကဘာနဲ့တွဲမလဲအယောင်ကောင်တာနဲ့တွဲမယ်နော်အယောင်ကောင်တာဂျပန်စာမှာဥရိဘဆက်လက်ယောင်ကောင်တာタバコ売り場はどこですかはいဆက်လက်ယောင်ကောင်တာタバコ売り場ဗမာလဲထပ်မိမယ်ဆိုရင်タバコ売り場はどこですかဟုတ်ပြီအရင်ဆုံးဗမာလဲဆိုတဲ့သုံးလုံးမပြောသေးပဲနဲ့ဒီタバコ売り場ဝိုင်း売り場ネクタイ売り場အဲ့လိုလေးပြောကြည့်မယ်နော်ဒါလေးကタバコ売り場ဝိုင်း売り場ネクタイ売り場電話売り場クス売り場ဖုန်းကတော့တိတ်ပြီးတော့အဝယ်မရှိပါဘူးဖုန်းဝယ်မယ်ဆိုဥမာခဲတိုက်တန်းဝ売り場တော့ရှိမှာပါနော်လက်ကင်ဖုန်းပဲဝယ်မှာအောင်နောက်တစ်ခုဒီဟာလေးဆိုရင်တိုရှော့ကန်ကင်ကို駅郵便局デパート美術館ဟုတ်ပြီအဲ့ဆိုရင်ဒီကစာကြောင်းလုပ်ကြည့်မယ်နော်စာကြောင်းလုပ်ကြည့်မယ်တိုရှော့ကန်ပြမယ်ဆိုရင်တိုရှော့ကန်はどこですかစာကြောင်းလုပ်ကြည့်မယ်နော်はいこれは美術館はどこですかအနုပညာပြတိုက်ကိုတွေ့တော့အနုပညာပြတိုက်ဘယ်မှာလဲဆိုရင်美術館はどこですかနောက်ဒီပုံလေးကစူပါမားကတ်တွေ့တယ်စူပါမားကတ်ဘယ်မှာလဲစူပါဝါどこですかနောက်ဘာတွေ့လဲကြည့်လိုက်တော့ဆက်လိပ်တွေ့တယ်ဆက်လိပ်ရောင်းကောင်တာဘယ်မှာလဲタバコ売り場はどこですかဝိုင်းရောင်းကောင်တာဘယ်မှာလဲဝိုင်း売り場はどこですかネクタイရောင်းကောင်တာဘယ်မှာလဲネクタイ売り場はどこですかနောက်ဖနက်ရောင်းကောင်တာဘယ်မှာလဲクス売り場はどこですかအခုစာကြည့်ရသေးလားပုံနဲ့အဆင်ပြေလားပုံနဲ့ရနေပြီထင်တယ်နော်ပုံဝင်ကြည့်လိုက်တာနဲ့စလုံးလေးပြောနိုင်မှဆိုလို့ရှိရင်ပို့ပြီးတော့အုံနောက်ထဲမှာဆွဲလိုက်မယ်နော်နောက်စူပါမားကတ်မေးမယ်စူပါဝါတော့ခေါ်တယ်စကားဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီအားလည်းတော့ရနေပြီဆိုတော့တကြောင်မဲတက်တင်မယ်ကိုဝဲမယ်ဆိုလို့ရှိရင်ကွက်လက်ကိုဝဲမယ်အိုခိုင်းますကွက်လက်ကိုဝဲမယ်ဆိုလို့ရှိရင်ကွက်လက်ကိုခိုင်းますခိုင်းますဒီဟာလေးငါးလုံးစားသွင်းပြီးပြောကြည့်ပြီးရင်ဒီနေ့လက်ဆင်ပြီးမယ်နော်ဟုတ်ပြီဆက်လိုက်ဝယ်မယ်タバコ買いますはいタバコ買いますဆက်လိုက်ဝယ်မယ်タバコ買います携帯電話ဝယ်မယ်နော်携帯電話ဝယ်မယ်携帯電話ဝယ်မယ်ဆိုရင်携帯電話を買います買いますかဝယ်မလား買いますဝယ်မယ်နောက်クスဝယ်မယ်ဆိုရင်クスを買いますワインဝယ်မယ်ဆိုရင်ワインを買いますネクタイဝယ်မလို့ပါဆိုရင်ネクタイを買いますဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီမှာဘာမှမဆိုင်မဲနဲ့တင်သွားတာလေးတစ်ခုကကိုဝယ်မယ်နဲ့စလိတ်တော့သလားဆိုတဲ့ဟာလေးနှစ်ခုကိုတော့အတစ်တိုးပြီးတင်သွားတယ်ဒီနေ့သင်ခန်းစာတော့စံစီကဒီဘိုင်းသင်ခန်းစာဒီမှာရက်မှာနော်မီနာစာခိုတဲ့終わりましょうはい終わりましょう